လာပါဒီနေ့ကတော့ကျွန်တော်တငယ်ချင်းနဲ့ကစားပြမယ့် game ဖြစ်ပါတယ်နာမည်လေးနှုတ်ဆက်ပေးလိုက်ပါမင်္ဂလာပါကျွန်မနာမည်ကတော့အလရာပါအတန်လေးတော့နည်းနည်းဝင်နေရနော်အတန်ဝင်နေလို့နည်းနည်းတော့တိခတ်နေပါလို့ Let's go တွားကြရဒီမှာတော့သူ့နာမည်လေးတိချက်ပြန်ကြည့်ထားပါကျွန်တော်နာမည်ကလွယ်လို့နော် HB4 လွယ်ရှာကြည့်ပါဟောကြောက်ပါနော်ကျွန်တော်ကြောက်ပါ sorry ပဲပါဒါမှမဟုတ်ကြောက်ဝါလေးခသတဲ့မှာဖြစ်ပါရဲ့ဆိုတော့သူ့ကောက်နာမည်လေးပါလိုက်ရှာပြလိုက်နော်သူ့ကောက်အကောင့်နာမည်လေးကဒီမှာရှိရပါတော့ဒီမှာပေါ့နော် ANNA 567A58 ပေါ့နော်အားပြီပါအဲ့လိုရပါတယ်ကြည့်ပြီးတော့ကြွမလို့ကျေးဇူးပြုပါတယ်ဒါပေမဲ့အားလုံးကလည်း subscribe လေးလုပ်ကြပါနော်တခြားလားနော်ဟုတ်ပြကြပါပြီLet's go တွားကြရအောင်တွားရအောင်ဒါပြောတော့ဒီဘောနေဟေးဘယ်လိုတော့ခေါင်းလိုက်ပါအဲ့လိုမျိုးသွားလို့ရတယ်ဒီရှာလာကြည့်ပါဦးနော် Let's go တွားကြရအောင်ရဲစုခဏဒီဥစားလေးရနည်းနည်းခက်တယ်ဆိုတော့ဒီဥစားလေးကိုကစားရှိရင်ကစားပေးပါအောင်ဒီကိန်းနဲ့မှာကျွန်တော်တို့2ယောက်ပဲရှိရတဲ့အားပေးလို့လေများပါအောင်နော်အားပေးလူတွေများအောင်လို့ကျွန်တော်2ယောက်တည်းကစားပြရနော်တိတဒီပေါ့နော်လူမရှိရတာပါဘူးတိတရှာထားတာပေါ့နော်လူတွေကဒီစားမကောင်းဆိုပြီးနှုတ်ပြချဒါပေမဲ့ကျွန်တော်တို့ကဒီဥစားလေးကြိုက်လို့ဆိုပြီးအားလုံးပဲကျေးဇူးပြုပြီးကြည့်ပြတော့ကျွန်တော်ကျေးဇူးတော်တင်တယ်နောက်ဆိုရင်လည်းဒီတာဝါမသိရသူတွေဒီတာဝါကိုစော့ချင်နေတဲ့သူတွေပေါ့နော်လာစော့လို့ရတယ်ပေါ့နော်ဒီနေ့မရပြီတော့ဗျာပဲကြာသွားပြီမလားဟုတ်တယ်ကျွန်တော်ကြာသွားပြီပါဒါပေမဲ့ကျွန်တော်ဟိုအောင်ဆောင်လေးချက်ကြမှာပါကျွန်တော်ကောက်တဲ့လူတယောက်ဝင်လာပါပြီခင်ဗျာဘာပါလဲကျမရှိဘူးကျွန်တော်က new secret ကျွန်တော်နဲ့ new fan ဖြစ်ပါတယ်နော်ကြည့်ပေးပါနော်ဒီတာဝါပေါ့နော်အစပိုင်းမှလွယ်ပြီးတော့နောက်ပိုင်းဆိုခန့်နေပေါ့နော်အဆုံးပိုင်းကျွန်မဆိုကြပြီဒီမှာပြန်နဲ့ခက်တာပေါ့နော်ဒါဘယ်လိုခေါ်ရမလဲနောက်ကြပြန်ပြီကျွန်တော်တကယ်ကျင်တော့ကြာပဲကြာ No အစိုးထိကြပြီ No အစိုးထိကြပြီကျမအလုပ်ပါဘူးအစိုးထိကြစီပါနဲ့ကျမအလုပ်ကြကျမဟိုးဝေးကြပါတာကျွန်တော်ကတော့တီးစာလေးကျမကိုပါနေလာကြရပေါ့နော်ဘာလို့လဲသူ့ရဲ့ new friend ပေါ့နော်အကမလေးကဒီကျမထဲတဲ့ကိုနောက်တစ်ခု join လာရပေါ့နော်4ယောက်ဖြစ်သွားပါပြီ4ယောက်ဖြစ်သွားတယ်ဒါပေမဲ့အားလုံးပဲကြည့်ပြီးတော့ကြောင့်လူလေးနည်းနည်းများပါတယ်နော်စောင့်နေတဲ့သူတွေမျှဝေပေးရပါဒါပေမဲ့ကျွန်တော်တို့တွေ
လူတွေများပါတယ်ပေါ့နော် အခုဆိုရင်ကျမတို့လူတယောက်ဆိုင်လာရော ကျွန် နော် တော်ထည့်ရောပါပါ အဲ့ဒါကျမတကယ် ကြ ချင်း ပါ နော် ပါတယ်နာမည်ဘယ်လိုခေါ် ဟမ် နာမည်ဘယ်လိုခေါ်လဲ ဘာလို့လည်းပဲလေ နေတငယ်ချင်းနေအကောက်ထဲဝင်လာတဲ့လူနာမည် အကောင်ထဲဝင်လာတဲ့သူနာမည်လားသူက CHITAID BAYACC ပေါ့နော်သူထဲထဲဝင်လာတဲ့သူကြတော့ CAK ပေါ့နော် K ပေါ့နော်သူတို့အကောင်လေးတွေလည်းဒါအဲ့လိုရပါတယ် သူတို့ကောက်ကရှိရိုးရှိပါမလားဆိုတာတော့မသိပါဘူးเนาะကျွန်တော်လေတောင်းမှန်ပါတယ်မလိုက်ရင် subscribe လုပ်တယ်မပေးပါနဲ့အောင်เนาะ ဒီနေ့ငါကြော်အိုက် ဟုတ် ရေရောက်တယ် ဟုတ်လား ဟုတ်တယ် ဟုတ်လားဟုတ်တယ် အေး ငါဒီလိုကြော်တာ နိထောက်ပါငါလာတာ ဟေးဟာ ကြာဝိုင်း ဒီနေ့ထွက်ကြ ရှော့ကြာဝါမလား ဟုတ်တယ်ဒီလိုမျိုးစကားကျွန်တော်ကတော့ထွက်ကြနေရနော် yes ကျွန်တော်တို့ကအဆုံးထိကစားပြရမှာဖြစ်ပါတယ်ဟုတ်တယ်နော် နည်းနည်းရှည်ဝိုင်းတောင်းမှပါမလို့ဗျာကြာပြီ no please no နေဟုတ်အဲ့လိုတောင်းမှမလုပ်လေ please no please ကျွန်တော်တို့ကထွက်ကြနေတယ်ကျွန်တော်တို့ဒီတာဝါလေးကစားမယ်ဆိုရင်တော်ခက်ပါတယ် သူများကစားတော့လွယ်တယ်ပေါ့နော် review စားလို့ဆိုတော့အရင်လွယ်ကိုတတ်တယ်အတန်တော့နည်းနည်းဝင်နေပါနော်ဒီနေ့ညီမလေးဖျားတာဆိုလေ အေးရထွက်ကြပါ ထွက်ကြပါမလား ကျွန်တော်လည်းထွက်ကြပါတော်ခက်တယ်ဟိုကမဆိုရင်လေတခါတည်းတန်းရောက်လာအမနော်ဟိုကမတွေကကျွမ်းနေဆို ကျ တော့ မရောက်တော့မယ်လို့ဒီတော့ဝင်းနာနီးလာဟိုမှာ ဝင်လာရောက်တော့မယ်တဲ့ကျွန်တော်ငကြံတော်ဟိုနော် recording ဖမ်းတာသူ့ဖုန်းနဲ့ပေါ့နော်ဒီမှာဖုန်းနဲ့မဟုတ်ပါဘူးလို့အေးကြပြီနော်သေသွားပြီလို့ ဝါဒီရဲ့ ဟာထိတ်ဆုံးရောက်ခါပါကွာအားလုံးကျေးဇူးပါတယ် နမဒီလူတယောက်ကတော့အရှောင်းပေးသေးနေပါ ညီမတို့လူမှာဆိုရင်ညီမတို့ fan တွေလည်းတည်ရပေါ့နော်ညီမတို့ကဘယ်လိုဟိုဖြစ်တယ်ပေါ့နော်နောက်ဆိုရင်ပေါ့နော် နဲ့မရာဖြူမှကြတော့ဆိုပါ robot ကိဝေးလေးပေးကြလို့ပါ ဟုတ်တယ် robot ကဘယ်လောက်ပေးပါလဲဆိုတော့100ပေါ့နော်100ပေးပါပါအားလုံးပါ100ပေးမယ်ဆိုတော့2ယောက်ရမယ်ပေါ့နော်1ယောက်ကို50ပေါ့နော်တန်တယ်လို့တော့ထည့်ပေးပါပေါ့နော်ဘာဖြစ်လို့ဆိုရိုက်ချွေးနေရတယ်ဘဘိုးတွေလည်းစုတာလို့ပေါ့နော်အားအကြောင်းပေါ့နော်အမရာမသိဘူး ဆက်လက်တွေပါရရတော့ ဟုတ်တယ် တတိရော ကျွန်တော်တို့ဒီစားလေးဖောက်အောင်ကျွန်တော်တို့မသိပါဘူးဟေးကျွန်တော်ပါနဲ့လာရှာပါတယ်လို့ကျွန်တော်စိတ်တူဝိုင်းကျွန်တော်ပါနဲ့လာရှာတာ ကျွန်မအဆုံးထိကြာသွားပြီပေါ့နော်ဒီတစားဟုတ်တာပါပြီပေါ့နော်နောက်ထပ်ဆော့ချင်ဆော့ပြစေချင်ရေပေါ့နော်ကြိုက်တာပါကြလို့ရတယ်ပေါ့နော်မတော်ဘောနော်လူငယ်ရေးဖြစ်တဲ့အတွက်စိတ်ဓာတ်လုပ်ရရတယ်နော်ဒီသေးပါဘောနော်ဖဖကြောင်ခိုင်းထားတဲ့သူတယောက်ရှိတယ်ဘောနော်ညီမတို့ဘောနော်ကြောင်ခိုင်းထားတဲ့သူကတော့သူ အောင်တော့ထွက်ကြနေပြီညီမရဲ့အကိုပေါ့နော်ညီမရဲ့အကိုကကြောင်ညာပေးခိုင်းထားလို့ပေါ့နော်
နာမည် သူ့ အား အကော လုံး င့် ဝ လေးကိုသွားအပ်ပေးကြပါတော့နာမည်လေးခေါ်ပေးမယ် အား ပေါ့ လုံး နော် ဝနာမည်ဒီ နာမည်လေးကဘာလေးလဲဆိုတော့ခဏပါနော် KDJ DHDJ SHD UKMAB42 ပေါ့နော် နာမည်အားလုံးဝကြ နာ ည့် မ ပေး ည် တဲ့ လေးနည်းနည်းတော့ရှိရပေါ့နော်အား အား လုံး လုံး ဝ ဝ ကြ ကြ ည့် ည့် ပေး ပေး တဲ့ တဲ့ အတွက် အတွက်အားလုံးဝကျေးဇူးတင်ပါတယ်အားလုံးဝတက်တာပါ ဘိုင်ဘိုင် တက်ပါပါ